မင်းကဘာတူလဲအောင်ကျော်ရဲ့တုံရင်နေတဲ့အမင်းစကားကိုကြားလိုက်တဲ့အခါမှန်တဲ့ကပုံရိပ်ကချက်ချင်းပြန်မဖြေပဲခေါင်းကိုစောင်းပြီးရဲလေသူ့ရဲ့ရဲပံကအခန်းထဲမှာပဲ့ပြီးမထပ်ပဲအောင်ကျော်ရဲ့ဦးနောက်ထဲမှာဓာတ်ရိုက်မြည်ရှိနေတာငါကဘာတူလဲပုံရိပ်ကမိတ်ပြုံကြီးပြုံးရင်မှန်သားပြင်ကိုလက်နဲ့ထိလိုက်ပြန်တယ်ငါကမင်းပဲလီအောင်ကျော်မင်းနေ့တိုင်းလူတွေရှိမှဟန်ဆောင်ပြုံးပြနေရလို့ရင်ထဲမှာမြုပ်သိပ်ထားတဲ့ဒေါသတွေမင်းရဲ့အမုန်းတရားတွေစုပေါင်းပြီးဖြစ်လာတဲ့မင်းရဲ့အမှောင်ပချမ်းပေါ့အောင်ကျော်ကြောက်လန့်တကြားနောက်ကိုတလန်းဆုပ်လိုက်ပြီးနဲ့သူ့ခြေထောက်တွေကတုံညင်းနေလို့အားမရှိသလိုခံစားနေရတယ်မဖြစ်နိုင်တာမင်းကပုံညစ်ပဲလေမင်းကဘယ်လိုလုပ်စကားပြောနိုင်တာလဲမင်းငါ့ကိုစကားပဲပြောနိုင်တယ်လို့ထင်နေတာလားလို့ပုံရိပ်ကမေးလိုက်တဲ့တပြိုင်နဲ့ပါပဲမှန်သားပြင်ကရေလိုင်းနေလို့တုံခါသွားခဲ့အောင်ကျော်မျက်လုံးပြိုးပြီးကြည်နေတော့ပါပဲပုံရိပ်ရဲ့လက်တစ်ဖက်ကမာကျောတဲ့မှန်သားကိုရွှတ်နွမ်းတစ်ခုလိုထိုးဖောက်ပြီးအကင်းကိုထွက်လာခဲ့တယ်အေးအေးဆဆလက်ကြောင်းကြီးတွေကအောင်ကျော်ရဲ့လေပင်သားဘုတ်ကိုထိကတ်လာတဲ့အချိန်မှာသူ့တကူလုံးလျှက်စစ်စီးတယ်လို့တုံတက်သွားခဲ့တယ်အဲ့ဒီလက်ကလူသားတယောက်ရဲ့အသားရည်လိုနှွေထွေးမှမရှိဘူးရေခဲတုံးတစ်ခုလိုအေးအေးဆက်ဆက်နေပြီး RN ကတော့ကြောက်သားတစ်ခုလိုမာကျော်လာတယ်အောင်ကျော်အသက်ရှူရုံတော့ခဲဟင်းနေပြီလေဘန်ကိုဖိညိတ်သွားတဲ့အရှိန်ကပြင်းထန်လို့သူအားကုန်တုံးပြီးမှန်တဲ့ကထွက်လာတဲ့အဲ့ဒီလက်ကြီးကိုပြန်တွန်းထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့သူ့လက်တွေကမှန်ပြင်းကိုထိလိုက်တဲ့အခါမာကျော်တဲ့မှန်သားကိုမထိပဲရေမြင့်နှပြင်းကိုထိလိုက်တယ်လို့မျိုးမှန်တဲ့ကိုစိတ်ဝင်သွားတယ်လွတ်ငါ့ကိုလွတ်အောင်ကျော်အော်ဟစ်လင်းကတင်ဘေးကစပွဲတဲ့မိအိမ်ကိုစမ်းမိဆိုင်ရလိုင်းယူလိုက်တယ်ပြီးတော့အာကွန်တုံးပြီးမှန်ပြင်းကိုရိုက်ချလိုက်တယ်ခွန်ဖန်ကွဲကကြေးပြီးတယ်မှန်တစ်ချက်လုံးအပိုင်းပိုင်းအစီအစီဖြစ်သွားခဲ့တယ်အခန်းထဲမှာခဏတော့တိတ်ဆိတ်သွားခဲ့တယ်အောင်ကျော်ကျမ်းပြင်ပေါ်ကိုဖင်ထိုင်လျက်ကြာသွားတယ်အသက်ကိုလွတ်ရှူနေရတယ်ဒါပေမဲ့သူကျမ်းပြင်ပေါ်ကမှန်ကွဲစလေးတွေကိုကြည့်လိုက်မိတဲ့အခါမှာတော့သူ့ရဲ့ဝမ်းသာမှုတွေကရင်ငွေ့ပြန်တယ်လို့ပျောက်ဆုံးသွားခဲ့ရတယ်။မှန်ကွဲစတိုင်းတိုင်းမှာအောင်ကျော်ရဲ့ပုံရိပ်တွေအများကြီးရှိတယ်။ပြီးတော့အဲ့ဒီပုံရိပ်အားလုံးကတပြိုင်နက်တည်းသူ့ကိုကြည့်ပြီးပြောလိုက်တာ။မှန်ကိုခွဲလိုက်တာမှားသွားပြီအောင်ကျော်။အခုဆိုငါကတယောက်တည်းမဟုတ်တော့ငါတို့ကယာနဲ့ချီသွားပြီ